ယောက်ျားလေးတွေကဘာလို့အဆင်ပြေရဲ့လားနေလို့ကောင်းရဲ့လားလို့အမြဲမင်းနေတတ်တာလဲမင်းကတော့ဒါကိုစိတ်ရှုပ်เสียဒါမှမဟုတ်ထူးဆန်းတယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီမေခွန်းရဲ့နောက်ွယ်မှာတော့သူ့ရဲ့အစစ်မှန်ဆုံးဂရုစိုက်မှုတွေရှိနေတာပါယောက်ျားလေးတစ်ယောက်ကမင်းကိုတကယ်သဘောကျတဲ့အခါသူကမင်းရဲ့တုတ်ပြန်မှုတွေမင်းရဲ့အသက်ရှူတန်တွေနဲ့မင်းရဲ့စိတ်ခံစားမှုတွေကိုစတင်ပြီးဂရုစိုက်လာတတ်ပါတယ်သူကသူ့ကိုယ်သူအတွက်ပဲကြည်နေတာမဟုတ်ပါဘူးမင်းလည်းအဆင်ပြေရဲ့လားဆိုတာကိုသူသိကျင်နေတာပါသူကမင်းတို့နှစ်ယောက်လုံးအတွက်အဆင်ပြေစေမဲ့ဆက်ဆံရေးမျိုးကိုပဲလိုချင်တာပါပြီးတော့အဲ့ဒီမေခွန်းရဲ့နောက်ွယ်မှာပို့ပြီးနှက်ဆိုင်တဲ့အရာတစ်ခုရှိနေပါသေးတယ်အဲ့ဒါကတော့မင်းစီကအတိမတ်ပြုမှုကိုလိုချင်နေတဲ့သူ့ရဲ့တိတ်တဆိတ်တောင့်တမှုပါပဲမင်းတတိမထားမိနိုင်ပေမဲ့အဆင်ပြေတယ်နေလို့ကောင်းတယ်ဆိုတဲ့စကားတစ်ခွန်းကသူ့ကိုအတိမတ်ပြုခံရတယ်လို့ခံစားရစေပြီးယုံကြည်မှုတွေကိုပိုတိုးလာစေပါတယ်။ဘာလို့လဲဆိုတော့ယောက်ျားလေးတွေအတွက်အောင်မြင်မှုဆိုတာသူတို့ရဲ့ကျွမ်းကျင်မှုကနေလာတာမဟုတ်ပဲမင်းရဲ့တုတ်ပြန်မှုကနေလာတာဖြစ်လို့ပါမင်းဘေးကင်းတယ်လို့ခံစားရတာစိတ်လွတ်ကိုလို့ရှိနေတာနဲ့ပျော်နေတာတွေကိုမြင်ရတာကသူတို့အတွက်အောင်မြင်မှုပါပဲ။မင်းစီကလေတံအေးအေးလေးနဲ့ပြန်ပြောတာမျိုးဒါမှမဟုတ်တင်းငယ်တဲ့အမူအရာလေးတစ်ခုကသူ့နှလုံးသားထဲကတတိုင်းတွေအားလုံးကိုဖြိုချဖို့လုံလောက်ပါတယ်။ဒါကြောင့်နောက်တစ်ခါသူကမင်းသားကိုတိုးကပ်ပြီးအဆင်ပြေရဲ့လားလို့ညင်ညင်သာသာမေးလာတဲ့အခါသူ့ကိုပွင့်ပွင့်လင်းလင်းနဲ့အပြုသဘောဆောင်တဲ့တုတ်ပြန်မှုတွေပေးလိုက်ပါဒါဟာသူ့ကိုမင်းပေါ်ပို့ပြီးဂရုစိုက်လာစေတယ်လို့မင်းတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုလည်းပို့ပြီးနီးကပ်လာစေမှာပါကဲအခုဆိုရင်ဒီရှိုးဝက်ချက်ကိုမင်းတည်သွားပြီလား